မနေ့ကပြီးသွားတဲ့ပွဲမှာကော်နာကိုကျွန်တော်အများကြီးမျှော်လင့်ထားတာဒါပေမဲ့ဆရာကြီးကတော့ဒါပွဲရခဏလေးနဲ့ပွဲရပြီးဆိုသွားတာဒါလည်းကျွန်တော်ထင်တာကကော်နာကဒီမက်ဟော်လဝေးကိုပွဲအစမှာလဲသူကခုံပြီးတော့ဝင်ကန်တဲ့အချိန်မှာသူပြန်ကြတဲ့အချိန်မှာသူ့ရဲ့ခြေတော့ကအစမပြေတော့တပတ်တော့လဲသွားသေးတယ်ဒါကိုဆရာကြီးကပြန်ထားတယ်ပွဲကိုကစားတယ်ဒါကိုမက်ဟော်လဝေးကတည်တယ်ကော်နာရဲ့ခြေတော့ကလုံးဝအဆင်မပြေလို့ဆိုတော့တည်တယ်ပြီးတော့ဒိုင်လူကြီးကိုပြောတယ်ငါဘာလုပ်ရမှာလဲဆက်ကစားရမှာလားဆက်ထိုးရမှာလားမေးတယ်ဒိုင်လူကြီးကလည်းဒါဆက်ထိုးခိုင်းတဲ့ပုံစံပြနေတော့မက်ဟော်လဝေးကလည်းပြန်ထိုးတယ်ပြီးတော့ကော်နာကိုပြန်ထားခိုင်းခြင်းတဲ့ပုံစံနဲ့မက်ဟော်လဝေးနောက်ဆုတ်သွားတယ်ကော်နာကလည်းပြန်ထားလာတယ်အဲ့ဒီမှာကော်နာကဒီမက်ဟော်လဝေးကိုနှစ်ချက်တော့ပြန်ထိုးရနေခါမှာသူ့ရဲ့ခြေတော့လောအဆင်မပြေတော့အဲ့တော့ဒိုင်လူကြီးကတော့ပွဲကိုတားရတော့ပွဲရပြီးသွားတာ10မိနစ်မကြာပါဘူးပွဲရပြီးသွားတယ်ဒီနေ့ကမှမက်ဟော်လဝေးကိုတကယ်ချီကျူးရမှာပါဘာကြောင့်လဲဆိုတော့ကော်နာကိုသူရုပ်ပြက်စင်ပြက်ဖြစ်အောင်သူထိုးလို့ရတယ်ဒါပေမဲ့သူမလုပ်ဘူးဘာကြောင့်လဲဆိုတော့သူပြောတယ်ဒီကွင်းဘေးမှာသူ့ရဲ့မိသားစုတွေကလေးတွေအဖို့လိုက်ပါလာတယ်ကြီးစုနေတယ်သူအဲ့လိုလှုပ်လိုက်တဲ့အချိန်မှာသူ့ရဲ့မိသားစုတွေဒါစိတ်မကောဖြစ်မှကြောက်လို့ဆိုပြီးတော့ဒါမက်ဟော်လဝေးကမလုပ်တော့တာပေါ့နော်ဒါတော့တကယ်ကိုလေးစားဖို့ကောင်းတဲ့စိတ်ဓာတ်ပဲပွဲကျအင်တာဗျူးမှာလည်းရတယ်ဒါကျွန်တော်ကတော့မက်ဟော်လဝေးကိုတပေါ်ကြတာဘာကြောင့်လဲဆိုတော့ကော်နာပွဲဝေးနေတာ9နှစ်စီပါပြီအဲ့ဒီ9နှစ်ကဒီဘက်ချမ်းမှာမက်ဟော်လဝေးကလည်းဒါပွဲတွေကိုတောက်ဆောက်ကစားနေတာကော်နာခံမပြန်လာတဲ့ဆိုပေမဲ့လည်းသူ့ရဲ့စွမ်းဆောင်ရည်ကဒါအရင်လိုမျိုးတော့ရှားနိုင်မှာတော့မဟုတ်တော့ဘူးကွာဒါပေမဲ့လည်းအတိုင်းအတာတစ်ခုတည်းတော့လုံးပြနိုင်မယ်လို့မျှော်လင့်ထားတယ်စိုးရနိုင်တာကိုခဏထားအရင်လိုစွမ်းဆောင်ရည်တွေမရတော့ပေမဲ့ကွာကော်နာကသူအကောင်းဆုံးလုံးပြနိုင်သေးမယ်လို့လည်းကျွန်တော်ကယုံကြည်မိတာပါဒါပေမဲ့ဆရာကြီးကတော့ဒါအလုံးတွေ့ရတိုင်းပဲကွာပွဲရ10မိနစ်တော့မကြာပွဲရပြီးသွားတာတော်တော်ရုပ်ပေါက်လုံးနဲ့ပွဲဖြစ်သွားတာ